အားလုံးပဲမင်္ဂလာပါတကယ်ချင်းတို့ရေကျမ BNN ကိုသွားလေဖြစ်တဲ့တွေ့ကြုံလေးတွေကိုမျှဝေပေးပါမယ်နော်ပုံမှန်ဆို BNN မြောက်ပိုင်းအလဲပိုင်းတောင်ပိုင်းဒီလိုလဲလေးရှိကြတာပေါ့နော်ကျမရဲ့ခီးစဉ်တွေကအပြောင်းလဲတွေဖြစ်သွားတဲ့အတွက်အလဲပိုင်းကနေစလဲဖြစ်သွားပါတယ်ဒီနေ့ကဒန်နန်းမှာပထမအဆုံးစတဲ့ရက်ပါအခုရောက်နေတာကဘာနာဟေးစ်ပါနော်ဒီဘာနာဟေးစ်ကပင်လယ်မျက်နှာပြင်ထက်1489မီတာမှာတည်ရှိပြီးတော့မှဒီတောင်ထိပ်ကိုရောက်ဖို့အတွက်ကျမတို့ကေဘယ်ကားစီးသွားရပါတယ်ပထမအဆုံးရောက်တဲ့နေရာက Golden Bridge ပါဒီမနေ့ကရာသီဥတုတာရတဲ့အတွက်ရှုခင်းနေရအရင်ကိုလာပါတယ်တပ်ပုံရိုက်တာအဆင်ပြေခြင်းနဲ့ဆိုရင်တော့စောလာတာပိုကောင်းမယ်ပေါ့နော်ကျမတို့ရောက်တာကမနေ့9နာရီခွဲဝင်ကျင်လောက်ထားတောင်လူတော်တော်ရှုပ်နေပါပြီအခုသွားနေတာကလင်အုံးဖျားဘက်ပါဒါနန်းမှာလင်အုံးဆိုတဲ့နာမည်နဲ့ဖျားသုံးဆူရှိပါတယ်အဲ့ထဲကဒီဖျားကတဆူပါဝင်ပေါ့နော်ဒုတိယအသက်ကြီးဆုံးဖျားဖြစ်ပါတယ်ခုကျမတို့ကေဘယ်ကစီပြီးတော့ French Village ဘက်ကိုသွားနေရပါဒီ French Village ကလေ19ရာစုဥရောပရဲတိုက်တွေပုံစံမျိုးဆောက်ထားတာပေါ့နော်အရန်လဲလာပါတယ်ဒီ French Village မှာလေလေစရာနေရာတိတ်ကိုများတာအဲ့ထဲကဗုဒ္ဓဘာသာဘုရားကျောင်းရှိတဲ့တောင်ကုန်းလေးပေါ်ကိုရအောင်တက်ခဲ့ဖို့အတွက်အကြံပေးခြင်းပါတယ်အဲ့ပေါ်နေကြည့်မယ်ဆိုရင် view ကအရန်ကိုလာတယ် French Village ကိုလည်းအပေါ်စီကနေမြင်ရတာပေါ့နော်ကျမလည်းအဲ့နေရာထိရောက်ခဲ့ပေမဲ့ဖုန်းဘက်ထရီကုန်သွားတဲ့အတွက်ဓာတ်ပုံတွေတော့မရိုက်ခဲ့ရတော့ဘူးပေါ့နော်နောက်တစ်ခုအကြံပေးချင်တာကလေဘာနာဟေးစ်ကိုလာတဲ့တကက်ဝယ်တဲ့အခါမှာဘူဖေးပါတဲ့တကက်ကိုရွေးဝယ်ဖို့အတွက်အကြံပေးချင်ပါတယ်။ဘာလို့ဆိုတော့အဲ့ဆိုင်ကအရသာလဲတော်လေးကောင်းတယ်စားနိုင်လို့ရှင်တော့အတော်လေးတန်တဲ့ဆိုင်မို့လို့ပါ။ဘာနာဟေးစ်လာမယ်ဆိုရင်ထီးဒါမှမဟုတ်ရင်မိုးကယူခဲ့ဖို့အတွက်အကြံပေးချင်ပါတယ်။မနေ့ကဆိုရာသီဥတုကတာရနေတာပေါ့။အခုမှရုတ်တရက်ကြီးမိုးရွာလိုက်တာ။ဒီဘီယာပလာဇာထဲမှာဘီယာနဲ့ခွက် free တောက်လို့ရတယ်တကက်တစ်ခုကျမတို့ရထားတယ်။အဲ့တော့မိုးခိုရင်ဘီယာတောင်ရင်နဲ့ကဘရက်ရှိုးသွားကြည့်ကြမယ်ကျမအခုဒဂုံ bridge ဘက်ကိုသွားနေတာပါတောက်ကြစနေတနင်္ဂနွေညရီဆိုရင်ဒဂုံ bridge မှာဒီ fire show ရှိရယ်အဲ့ fire show ကြောင့်မို့ဒဂုံ bridge ကဒဏ္ဍာမအရန်ကိုနာမည်ကြီးပါတယ်ကျမကဒီနေ့မှမကြည့်လို့ရှိရင်နောက်ထပ်အခွင့်အရေးကမကြုံတော့ဘူးအဲ့တော့ပြင်မနာနိုင်ဘူးသွားနေပါတယ်ဒီဒဂုံ bridge နားမှာ BNN လို့ရှွန်ချာလို့ခေါ်တဲ့နာမည်ကြီး night market တစ်ခုရှိပါတယ်ဒီ night market ကညနေ9နာရီခွဲရနေပြီးတော့ညတစ်ကောင်ထိဖွင့်နေရှိရဲဒီဒေတာအတွဲပစ္စည်းတွေအစားအသောက်တွေမျိုးစုံကိုရနိုင်တဲ့ night market လေးပါဒါနန်းရောက်ရင်သွားကိုသွားရမယ့်နေရာလေးတစ်ခုပေါ့နော်ဒီဒဂုံ bridge ကဟန်မြစ်ကိုဖြတ်ပြီးတည်ဆောက်ထားတာပေါ့နော်ဒီ fire show ကည9နာရီမှစမယ် fire show လာကြည့်ရဲ့လူတွေကတအားကိုများတယ်ပေါ့နော်အဲ့တော့ခပိုင်းနိုင်အန်တရေကိုတတိပြုဖို့အတွက်လိုပါတယ်cruise တွေကလည်း fire show ပြတဲ့အချိန်ဆိုရင်ကြည့်လို့ရအောင်လို့ဒီဘက်အချမ်းမှာရပ်ပေးထားပါတယ်ဒီဗီဒီယိုလေးကဒန်နန်းမှာပထမဆုံးရက်မှာဘယ်တွေရောက်ခဲ့လဲဘယ်တွေသွားလဲဆိုတာကိုမျှဝေပေးတာပေါ့နော်နောက်ရက်တွေမှာဘယ်သွားအောင်လဲဆိုတာကိုစောင့်မျှော်ကြည့်ရှုကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်